ကဘာပြက်ခက်ရှင်တန်ကြီးဂိမ်းတစ်ခုတည်းကိုလူတိုင်းရောက်ပို့ခံလိုက်ရတယ်။လူတွေကစူပါပါဝါတွေရဲ့ယူမူတိုက်ခိုက်နေကြတာပေါ့။ကျွန်တော်တယောက်တည်းကတော့ပိုက်ဆံကန့်တမရှိကိုရွေးခဲ့တာ။လူတွေကကျွန်တော်ကိုရန်မောပြီးလူအသက်ကောင်လို့ပြောကြတယ်။ကဘာပြက်ချီမှာပိုက်ဆံကဘာမှအသုံးဝင်မှာမဟုတ်ဘူးတဲ့။ဒါပေမဲ့သူတို့မသိခဲ့ကြဘူး။ဖို့ကောင်တွေကအစစ်အမှန်ချင်းချောက်မှုမဟုတ်ခဲ့ဘူး။စူပါပါဝါရှိတဲ့လူသားတွေကပိုပြီးအန်တရများတယ်။အဲ့ဒီနောက်စနစ်ရဲ့ကျဉ်းညာတမ်းမြေလာတယ်။ကျွန်တော်တို့ကစားသမား300ကိုတန်းပြီးပို့ချလိုက်တာပေါ့။တကယ်တော့ကျွန်တော်တို့အားလုံးအပြင်လောကမှာတည်ခဲ့ကြပြီးသားတယ်။ဒုတိယချိန်ဘဝကိုရောက်ဖို့အတွက်ဒီကဘာပြက်ဂိမ်းမှာအဆုံးထိရှင်းတန်းရမှာပြီးတော့နောက်တစ်ဆင့်ရောက်လာတယ်။ကိုယ့်ရဲ့အစပြုပစ္စည်းတွေကိုရွေးချယ်ရမယ့်အချိန်ကျွန်တော်လည်းစင်ဘောကပစ္စည်းတွေကိုတစ်ချက်ဝေ့ကြည့်လိုက်တော့စူပါပါဝါတွေပဲရောထွေးနေတာတခြားကစားသမားတွေကအဲ့ဒါတွေကိုလူယူဖို့ယူသွင်းနေကြတာကျွန်တော်ကတော့စရင်ရဲ့နောက်ဆုံးစာမျက်နှာကိုတန်းလန်လိုက်အောက်ဆုံးမှာအဆုံးမဲ့ကျွဲဝဲမှုလို့ရွေးထားတဲ့ဒီငါးပြားတစ်ခုကိုတွေ့လိုက်ရတယ်ဘာမှမစင်စားတော့ဘူးချက်ချင်းဆွဲယူလိုက်ကျွန်တော်နဲ့အတူပါလာတဲ့စာတင်ခန်းကောင်းဆောင်ဝန်တန်ကတော့စိတ်ထင်းချုပ်ချင်းကိုရွေးလိုက်တာကျွန်တော်တင်ကားပြားယူတာမြင်တော့သူမလောင်ပဲမနေနိုင်ဘူးမတ်မြပိတ်ဆန်ကိုအဲ့ဒီလောက်လိုချင်နေတာလားကဘာဖြစ်တော့မှာပိတ်ဆန်ကမင်းကိုဘာမှလုပ်ပေးနိုင်မှာလဲတဲ့ကျွန်တော်ပြန်မဖြစ်ရသေးခင်မှာလဲသူကအတန်းတဲ့ကအချောဆုံးလူယူရန်ဘက်ကိုလှည့်သွားတယ်သူမကတော့ချစ်ချင်းမကြရဲ့စွမ်းအားလို့ခေါ်တဲ့အရာတစ်ခုကိုရွေးထားတာလူတိုင်းကိုကျမကိုချစ်အောင်လုပ်နိုင်တယ်ဖောက်ကောင်းတွေတောင်ကျမကိုဆွဲလန်းသွားမှာအချက်စစ်နဲ့ကာကွယ်ထားရင်ကျမတေချာပေါက်ရှင်းတတ်နိုင်ပါတယ်ဖြစ်စည်းတွေအားလုံးရွေးချယ်ပြီးသွားတော့စနစ်ကထပ်ပြီးမိလာတယ်လူတိုင်းကိုသူတို့ရဲ့စွမ်းရည်တွေကိုလေ့ကျင့်ဖို့နဲ့လာမယ့်စစ်ကွယ်ပြင်ဆင်ဖို့တနစ်အချိန်ပေးလိုက်တယ်ကဘာပြတ်မှုကစနစ်လအကြာမှာတရားဝင်ဆက်တဲ့မယ်ဒီဂိမ်းကနေအောင်မြင်သူတယောက်တည်းမဲ့ထွက်လာနိုင်မှာနောက်ဆုံးရှင်တန်သူတယောက်တည်းကသာစုချီကိုရယူနိုင်ပါတယ်ဒီစီကန်းကိုကြတော့လူတိုင်းရဲ့မျက်နှာတွေချက်ချင်းပြောင်းလဲသွားတယ်အဖွဲဖွဲ့ဖို့စီစဉ်ထားတဲ့သူတွေတော့တန်တရားမျက်လုံးတွေနဲ့တယောက်ကိုတယောက်ကြည့်နေကြတာဒီရှင်တန်ရဲ့ဂိမ်းမှာတုံငယ်ခင်းဆိုတာမရှိဘူးလူတိုင်းကရန်သူတွေရှိပဲကျွန်တော်တစ်စက္ကန့်လည်းမအချိန်မဖြုံးဘူးအဲ့ဒီနေရာကနေထွက်လာခဲ့တယ်ချက်ချင်းပဲကျွန်တော်ရဲ့ကဘာပြတ်ရှင်တန်ရဲ့အစီအစဉ်ကိုဆက်တင်လိုက်တယ်ကဘာမြေပုံကိုစစ်ဆေးပြီး Pacific သမုဒ္ဒရာထဲကလူသူကင်းမဲ့တဲ့ကျွန်းတကျွန်းကိုမျက်စိကျလိုက်တယ်မြင်ကလေးကြောပေါ်မှာမရှိဘူးအဲ့ဒီကမုန်တိုင်းခါပတ်ရဲ့အပြင်ဘက်မှာတဘာဝအတိုင်းပြန့်ပြူးတဲ့နေကရှိတယ်လီယံပြေးလန်းဆော့ဖို့ပြီးစွန်တယ်တဘာဝအတိုင်းအကာအကွယ်ပေးနိုင်တဲ့တောင်တန်းတွေနဲ့ဝန်းရံထားတာဘီလီယံ$1လောက်ပစ်ချပြီးအဲ့ဒီကျွန်းကိုတစ်ခါတည်းဝယ်ချလိုက်တယ်ကျွန်တော်ကအဲ့ဒါကိုအနာဂတ်ကျွန်းလို့ပေါ့ပါနာမည်ပေးပြီးခရီးသွားလုံးကတော့ဖွံ့ဖြိုးတိုးတက်အောင်လုပ်နေလာလို့ပြောခဲ့တာအီယာမကရုစ်တင်ဘော်ကြီး30စီကိုတစ်ခါတည်းဝယ်လိုက်တယ်အဲ့ဒီ NPC တွေနဲ့စောက်လို့ရေးစာချုပ်တွေချုပ်ပြီးတော့စက်ရံတရားကြီးတွေနဲ့စောက်လို့ရေး PC တွေအားလုံးကိုကျွန်းစီပုတ်လိုက်တယ် NPC အမှုဆောင်တွေကိုတင်းကျပ်တဲ့လျှို့ဝှက်ချက်ထင်းထင်းရေးသဘောတူညီချက်တွေလက်မှတ်ထိုးခိုင်းလိုက်တယ်သူတို့တောင်အနာဂတ်ကျွန်းကတကယ်ဘယ်မှာရှိမှမသိကြဘူးကရုစင်ဘော်တွေအနာဂတ်ကျွန်းကိုရောက်တာတဲ့အလုသမားတွေကယာယီလျင်ပြည့်လန့်ကိုဆက်ဆောက်ကြတယ်ဒါနဲ့ကျွန်တော်လျင်တရားနှစ်စာဝိပြန်ငားလိုက်တယ်နေရာနှံ့ကစောက်လို့ရေးလုပ်သားတွေကိုပြန်တန်းပို့ဆောင်ဖို့အဲ့ဒီအလုသမားတွေနေရွညပါတဲကြီးမဲကြီးလုပ်ကြတယ်အနာဂတ်ကျွန်းကိုမီတူမမသိအောင်ကြိုတင်ပြီးစစ်ကနေချမ်းမတွေဝေးထားတယ်ပြီးတော့အလုသမားတွေရဲ့ဖုန်းတွေအားလုံးကိုတင်စီလိုက်တယ်ကျွန်းပေါ်မှာအလွန်ခိုင်ခန့်တဲ့ခန္ဓာတဆက်ကိုဆောက်လိုက်တယ်ပစ္စည်းတွေအားလုံးကထိပ်တန်းအဆင့်အမြင့်ဆုံးစံနှုန်းတွေပဲဘုရားစနစ်အဆင့်ငလင့်ကိုတန်းခန့်နိုင်အောင်ဆောက်ထားတာခန္ဓာတစ်ခုစီရဲ့အပြင်ဘက်ကိုဖုံးကွယ်ထားတယ်ဂျိုးတူတွေကအပေါ်ကနေဘာမှဖန်ယူလို့မရဘူးဒါပေမဲ့ဒါတွေအားလုံးကမျက်လည်တစ်ခုပဲအစစ်အမှန်ကဘာပစ်ခစ်ဘန်ကာကမြေအောက်မှာရှိတာမြေအောက်ဘန်ကာကနျူကလ িয়ার တိုက်ခိုက်မှုတွေနဲ့ဇီဝထတုတိုက်ခိုက်မှုတွေကိုခံနိုင်ရရှိတယ်မြေအောက်တူးပြီးလာတဲ့ဖုတ်ကောင်တွေတောင်မမီတာအထူးရှိတဲ့တာမနစ်ကိုဖောက်ထွက်နိုင်မှာမဟုတ်ဘူးမြေပေါ်ခန္ဓာတွေမှာမြေအောက်ကိုဥတည်တဲ့လူဟာလမ်းကြောင်းတွေရှိတယ်ဒါပေမဲ့ဒီလမ်းကြောင်းတွေကိုအလွန်ကျဉ်အောင်ဆောက်ထားတာတကျင်ကိုလူတယောက်ပဲတိုးဝင်လို့ရတယ်တွင်းထဲမှာတော့ဝင်းကဘာလိုပဲမှန်ကန်တဲ့လမ်းကြောင်းကိုကန်ကောင်းလို့တွေ့ခဲ့ရင်တော့အထူးတစ်ခေါက်ကိုဖြတ်ကျော်ယုံနဲ့လမ်းတစ်လျှောက်ရှိတဲ့ထောင်ထောက်တွေကိုရှောင်ရှားနိုင်မယ်လို့မဆိုလိုဘူးလမ်းကြောင်းတစ်ခုပောက်ကွဲသွားရင်တော့ကျွန်တော်တခြားလမ်းကြောင်းတွေကနေမြေပြင်ပေါ်ကိုပြောင်းထွက်နိုင်တယ်ကဘာပြက်ချိန်မှာစွန့်ရင်ဆိုတာအားလုံးပဲတအားပရိပြဿနာကိုဖြေရှင်းဖို့ကျွန်တော်ကျွန်းပေါ်မှာလေအားတာပိုင်တွေတက်ဆင်လိုက်တယ်ဒီရေနဲ့နျူကလ িয়ার တအားပစ်စက်တွေပါထည့်ထားတာရေကိစ္စကိုလည်းလွယ်လွယ်ကူကူကင်တွယ်နိုင်ခဲ့တယ်မိုးရေခန့်စနစ်တွေတက်ဆင်ထားတယ်ပင်လယ်ရေချိုတောင်းလဲစနစ်တွေလည်းရှိတယ်မြေအောက်ရေတောက်စင်ရဲ့ကိရိယာတွေပါတူးဖော်ထားတာအဲ့ဒါတွေကကဘာပြက်ခိကညဉ့်ညမ်းနေတဲ့ရေကိုတောင်တောက်တုံးနိုင်တဲ့အရေသွေးအကြီးပြုပြင်နိုင်တယ်ချက်ချင်းအပူချိန်မြင့်ပိုးတက်ခြင်းချက်ချင်းအပူချိန်နှိမ်ပိုးတက်ခြင်းခရမ်းလွန်ရောင်ချင်းညက်ပိုးတက်ခြင်းပြီးတော့ဓာတုပိုးတက်စပ်ပစ္စည်းတွေပါရှိတယ်မြေအောက်ဘန်ကရဲ့မြစ်လာတွေကိုကင်တွယ်ဖို့မြစ်လာရေစိုးစံစင်စနစ်တစ်ခုကိုအထူးတလဲတက်ဆင်ထားတယ်ဖြစ်နိုင်တဲ့ရေကြီးမှုကိုထည့်သွင်းစဉ်းစားပြီးနိုင်ရန်ဒီအားလုံးကိုရေလုံးအောင်လုပ်ထားတယ်ပေါက်ကွဲတိုင်ခံတကားတွေပိတ်လာရင်းလေးလုံးသွားတယ်မြေအောက်ရေထုတ်စနစ်ကအလေးအနက်ခိုင်ခန့်တယ်မြေအောက်ရေထုတ်စနစ်ကအလေးအနက်ခိုင်ခန့်တယ်ကျွန်တော်လေးသက်စင်စနစ်အများပြတက်ဆင်ထားတယ်မြေအောက်ခိုလုံထားမှာအမြဲတမ်းတန့်ဆန့်ပြီးလုံလောက်တဲ့လေရှိနေအောင်ပေါ့အောက်ဆီဂျင်ဘူးတသိန်းကိုလည်းတိုးလောင်ထားတယ်မြေအောက်ခိုလုံရထဲမှာကိုယ့်ဘာသာကိုပိတ်လောင်ထားဖို့လိုအပ်လာခဲ့ရင်ပေါ့ကျွန်တော်တိကျအခန်းစနစ်ခန်းဆောက်ထားတယ်တခန်းတစ်ခန်းပြက်စီးသွားရင်တော့တခြားခန်းတွေကဆက်လက်ဆောင်ရနိုင်တယ်အခန်းတစ်ခန်းစီမှာတီးတက်လောက်ဆောင်ချက်တွေရှိတယ်အဲ့ဒီထဲက3ခန်းကတော့နောက်ဆုံးပေါ်အလို့အလျောက်စိုက်ပြိုးရင်းဒီပညာကိုအသုံးပြုထားတယ်ဟင်းတီဟင်းရွက်စိုက်ပြိုးငါးမွေးမြူကြက်မွေးမြူညံအောင်အပြည့်အစုံပြင်ဆင်ခဲ့တယ်ကိုတောင်နှလုံးစာ30ဇာတိခါတွေဆဲဝါးတွေအစားတောက်တွေရေတွေကိုအပြည့်အစုံစုဆောင်းခဲ့တယ် NPC တွေတန်တရားဝင်လာရင်ပိတ်ဆန်ထပ်လိုက်ပိတ်ပြီးပါဆက်ပိတ်ခိုင်းလိုက်တာတဲ့အဲ့ဒီနောက်တော့အီဂလန်ကတွေတိုက်ခိုက်ရေးစက်ရုပ်တွေထောက်လိုင်းရေး drone တွေအပအဝင်လက်နက်ကြီးတွေဝယ်ခဲ့တယ်ပိတ်ဆန်ပုံပြီးပြီးဝယ်တာဆိုတော့မွန်ခိုစစ်ကွက်ကနေနျူကလ িয়ার ဒုံးကောင်းနှလုံးပါရအောင်ယူလိုက်တယ်ကလန်ပယ်လယ်အော်တစ်ခုမှာနျူကလ িয়ার ရေငုပ်တင်ပေါ်နဲ့ကြက်လီယန်တစီကိုဝှက်ထားတယ်မြေအောက်ဘန်ကာထဲကနေရေငုပ်တင်ပေါ်စိတ်ကိုတိုက်ရိုက်သွားတဲ့ဥမင်လုံးခေါင်းလောက်ထားတယ်စွိုင်းစင်ဒီကျွန်းပေါ်မရောက်လာနိုင်အောင်ပေါ့မူလကျွန်းပတ်လယ်မှာတဘာဝအထုတန်တာကြောက်တန်းတွေတက်ဆင်ထားတယ်တင်ပေါ်ကြီးတွေဖြတ်လာရင်တောင်တင်တီနစ်မြုပ်သွားမှာကမ်းခြေနားမှာရှစ်စစ်ချန်စီယိုတွေကမ်းရုပ်တန်းတစ်လျှောက်လုံးပတ်လက်ကြီးကွင်မှာပါထောင်ထားတယ်ပေါက်ကွဲပစ္စည်းတွေလည်းနေရာအနှံ့မြုပ်ထားတယ်ကျွန်းကိုချင်းကပ်လာတဲ့ဘဲအရာမဆိုကြိုတင်သိအောင်ရေးတာစနစ်တွေပါတက်ဆင်ထားပြီးအချိန်မီရှင်းပြနိုင်အောင်ပေါ့ကူးဆက်ခံရတဲ့ငှက်တွေကျွန်းပေါ်မစင်းနိုင်ရန်ကောင်းကင်မှာအီယာမလက်စစ်တပ်အားလိုင်းကြီးတက်ဆင်လိုက်တယ်တနေ့အတွဲကျွန်းရဲ့ကာကွယ်ရေးစနစ်တွေအပြည့်တော်အသင့်ထင်နေပြီး
တကယ်တော့ရန်သူတွေကိုမျက်စိလဲအောင်ကဘာတဝင်းခရီးသွားလုပ်ငန်းနေရာတွေပါဟန်ဆောင်ဖော်ဆောင်ခဲ့တယ်အဲ့ဒီအပန်းထီစခန်းတွေကတကယ်တော့အရန်နေရာတွေစီသေးစရာမလိုပဲပြန်တန်းနိုင်ခဲ့တယ်နောက်ဆုံး MPAC အဖွဲ့ကိုထပ်ခွာစေပြီးနောက်ကျွန်းပေါ်မှာကျွန်တော်တယောက်သေးပဲကြံတော့တယ်အင်တာနက်ဆက်သွယ်မှုမပြတ်အောင်အာကာသစူးစမ်းရေးကုမ္ပဏီတစ်ခုကိုဝယ်ပြီးဂျိုးပလန်ထက်ကဂျိုးတူ6000ကျော်ကိုထိန်းချုပ်လိုက်တနေ့အတွင်းကဘာတဝင်းကလေကြောင်းလိုင်းတွေတင်ဘောကုမ္ပဏီတွေကိုပါသိမ်းပိုက်ခဲ့တယ်ပြီးတော့နောက်ဆုံးပတ်မှာလေရင်တွေတင်ဘောတွေအားလုံးကိုဖျက်ဆီးပစ်ထိုးအမိန်ပေးလိုက်တယ်ကဘာအချမ်းသာဆုံးပုဂ္ဂိုလ်ကခရီးဝေးတဲ့ယူပို့ဆောင်ရေးတွေကိုဖျက်ဆီးပစ်လိုက်ပြီဆိုတာတကဘာလုံးတီးသွားတယ် MPAC တွေကသူယူတော့ပြီလို့ထင်ကြတယ်ကစားသမားတွေပဲနားလေတယ်ဒီကဘာဘီလီယံနာတထေးကြီးကသူတို့ရဲ့ပြိုင်ပတ်လက်ဖြစ်နေတာကိုကစားသမားရဲ့ချက်ပေါက်ထဲမှာ message တစ်ခုပေါ်လာတယ်ဝန်တန်က Mac အဲ့ဒီကဘာဘီလီယံနာတထေးကြီးကမင်းပဲမလာတယ်အစောမဲ့စီးစိမ်ကိုကျွန်တော်ရွေးချယ်ခဲ့တာသူတယောက်တည်းပဲမြင်ခဲ့တာလေဒါပေမဲ့ကျွန်တော်သူ့ကိုလုံးဝလစ်လူရှူထားလိုက်တယ်တပတ်အကြာမှာတော့ကဘာပြက်ကတ်ကြီးရောက်လာပြီးစွမ်းရည်တွေအဖြစ်မြင်ထားတဲ့ကစားသမားတွေ action တက်အသင့်ထင်နေပြီလူ300ရဲ့နာမည်တွေ IDD ပေါ်လာတယ်ကျွန်တော်က69ဝန်တန်က100လူရန်ရန်က100တဲ့တတိထားကဘာပြက်ကတ်စတင်ပြီးဒီဂိမ်းကကစားသမားတယောက်ပဲကျွန်တော်တဲ့အထိစက်ကစားနေရမယ်ကဘာပြက်ကတ်ကကဘာတဝန်းလုံးမိုးအဆက်မပြတ်ရွာသွန်းနာနဲ့ဆက်တင်မယ်လို့ဘယ်သူမှမမျှော်လင့်ခဲ့ဘူးရပ်ပေါင်းများစွာရွာတဲ့မိုးကကြီးမားတဲ့ရေကြီးမှုတွေကိုဖြစ်စေခဲ့တယ် Future Island လက်ထိခိုက်ခဲ့တာပေါ့ဒါပေမဲ့ကျွန်းကတိတ်မကြီးတော့နှစ်ညာလောက်နဲ့မိုးတိမ်တွေကရွေ့ထွားတယ်ကျွန်တော်မြေရောက်ဖန်ကားထဲလောက်ပုံဖို့အခြေမရလိုက်ဘူးအဲ့ဒီစွမ်းအားရှင်တွေအားလုံးအားသိမ့်ခဲ့ကြရတယ်သူတို့လည်းဒီကဘာကိုရောက်လာတော့ကပြောင်းနေတာမဲလေတနေ့လုံးစွမ်းအားတွေလက်ချင်းချင်းပိုက်ဆန်ရှာဖို့ရုန်းကန်နေခဲ့ကြရတာဘယ်လောက်ခက်ခဲလဲဆိုတာပြောစရာတော့မလိုဘူးသူတို့စုဆောက်ထားတဲ့ရက်ခါတွေကတနာစရာကောင်းလောက်အောင်နည်းနည်းလေးပဲရာဇဝတ်မှုတွေတဲ့စွမ်းအားတွေကိုအတုံးကျခဲ့တဲ့ကစားသမားအနည်းငယ်သားဗီလာတစ်လုံးရခဲ့တယ်မြေအောက်ခန်းထဲမှာခိုလုံညာဆောက်ထားကြတာရေခီတာကမြေအောက်ခန်းကိုအရင်ဆုံးထိခိုက်တယ်မြေအောက်ခန်းကိုရေခွာတွေအားလုံးပျက်စီးသွားတယ်ဗီလာတစ်လုံးလုံးရေထဲမျောပါသွားတယ်တချို့ကစားသမားတွေကမြေအောက်ကားကိုတောင်တွေမှာခိုလုံညာတွေဆောက်ထားတယ်အဲ့လာတွေလည်းလုံးဝရေလွှမ်းသွားတယ်အထက်မြင့်ခိုလုံညာတွေကတော့အခုထိလုံးကျုံနေတော့ပဲဒါပေမဲ့မိုးကတိတ်ကိုမတိတ်ဘူးမြေအောက်မှာပုံနေကြတဲ့ကစားသမားတွေရဲ့နည်းနည်းလေးရှိတဲ့ရေခါတွေကဖြည်းဖြည်းချင်းကုန်ခန်းလာတယ်လူတိုင်းထိတ်လာကြပြီဒီအချိန်မှာတော့ကျွန်တော်ကတရက်စတီဝါနေတယ်ပြီးတော့တိုက်ရိုက်ထုလွှင့်မှုအခုကိုကြည့်နေတာစထရီမာကကလာကန်တော့မှာပုံနေတာလန်ကဖက်ကအဆောက်အုံကိုခိုးရိုက်နေတာကစားသမားတယောက်ကမီးစွားရင်ကပစ္စည်းတွေလူရနေတာဟေ့ကောင်ဒီဒါအထူးပြုလုပ်ချက်ဒီမဟုတ်ဘူးနော် cosplay လည်းမဟုတ်ဘူးဒါကတကယ်စွမ်းအားရှင်ပဲသူကငါတို့အဆောက်အုံရဲ့လုံခြုံရေးဝန်ထမ်းဟောင်းအခုတော့တကားဒီကိုမီးရှို့ပြီးဖောက်ထွင်းနေတာဒါသူ့ရဲ့စိတ်ကြီးမြောက်ဓာပြတိုက်မှုပဲချက်ပေါက်စီပေါက်ကွဲထွာမတတ်ပဲဒါဆိုစွမ်းအားရှင်တွေတကယ်ရှိနေတာပေါ့ဒါကကဘာပြက်ကရောက်လာပြီဆိုတဲ့အတိပဲလားစထရီမာတတိထားသူအဲ့ဒီအဆောင်ပြီးရင်မင်းအဆောင်ကိုဆက်လာတော့မှာမီးစွားကယုံကြည်ရလားမီးစွမ်းအားကစားသမားတယောက်က NPC တွေကိုတရင်ဖိလိုက်တယ် SWAT အရာရှိအဖွဲ့ကြီးကကယ်ဆယ်ရေးလေတွေနဲ့အဆောင်ဝန်းထဲကိုရောက်လာတယ်တနက်တွေထုတ်ပြီးအဆောင်ကိုဝိုင်းထားလိုက်တယ်စထရီမာရဲ့လက်တွေကစိတ်လှုပ်ရှားမှုကြောင့်တုန်ရနေတယ်ဟဲ့ကောင်တွေတနက်ကခတ်မှုကိုဒါပထမဆုံးအချိန်မြင်ဖူးတာပဲဒီလုံခြုံရေးဝန်ထမ်းရဲ့မီးကတော့ယူနေပြီတာမနီကိတ်ကိုစကန်ပိုင်းအတွင်းအရေးပြုံးလုပ်လိုက်တာ SWAT အဖွဲ့ကအဆောင်ထဲကိုဝင်စည်းလိုက်တယ်တနက်တန်တွေကပြင်းထန်နေတယ်ရုတ်တရက်ခေါမောဘောကနေအရေးတကုတ်ပြန့်ထွက်လာပြီးရေကြီးနေတဲ့ထဲကိုခုန်ချလိုက်တယ်ခဏကြာမှပဲကဘာလုံးဆိုင်ရာချက်ပေါက်စ်မှာအဲ့ဒီကစားသမားရဲ့နာမည်ကမီးခိုးရောင်ဖြောင်းသွားလာကိုကျွန်တော်တွေ့လိုက်တယ်အဲ့ဒါကအဲ့ဒီကစားသမားတေးဆုံးသွားပြီဆိုတဲ့အတီးပြောတယ်အဲ့ဒီအချိန်မှာပဲချက်ဝင်းဒိုထဲမှာဝန်တန်ကကျွန်တော်ကိုထပ်မံဆက်သွယ်လာပြန်တယ် Mike ငါတို့အဖွဲကြရအောင်ကြည်မအောင်ငါတို့ကအတန်းဖော်ဟောင်းဒီလီငါတို့နံပါတ်တွေကလည်းကတ်နေတာပဲအဖွဲရဲ့နောက်ဆုံးထိအောင်မြင်မှတေးချတယ်သူကဗီဒီယိုခေါ်ဆိုမှုတွေကိုရှက်စရာကောင်းလောက်အောင်စစ်တိုင်ပို့နေတာဒါပေမဲ့ကျွန်တော်သူ့ကိုလစ်လျူရှုထားခဲ့တယ်ကျွန်တော်ဒါသူ့နဲ့အဖွဲထိနောက်ဆုံး2ယောက်ပဲကြံခဲ့ရင်သူကစိတ်ထိန်ချုပ်စွာအားနဲ့ကျွန်တော်ကိုတတ်ထိတယောက်တည်းအနိုင်ယူမှာကျွန်တော်ရဲ့ညံကြီးကိုရှော့တွတ်တာလားဒါမှမဟုတ်သူ့ကိုယ်သူအထင်ကြီးလုံးနေတာလားရေတွေလက်စစ်မီးတွေပြတ်တောက်သွားတယ်အစားတောက်တွေရှားပါလာတယ်3လကြာရေကြီးမှုတွေက NPC တွေရဲ့မျောလင်းချက်ကိုချေမှုန်းပစ်လိုက်တယ်နောက်ဆုံးတော့တယောက်ကမခံနိုင်တော့ဘူးသူတို့အသက်ကိုပဒနာမထားပဲအန်ဒီရရှိတဲ့လောက်ရက်တွေကိုစက်တင်လှုပ်ဆောင်လာကြတယ်